လုံးရပြည်နယ်မှာဖမ်းမိသားစုကလူတွေဟာရွေးရကိုင်းကိုဝင်ရောက်ဖို့ခရီးစတင်ထွက်ခွာလာခဲ့ကြပါတယ်။ဒီခရီးကိုဦးဆောင်နေတာကဖမ်းမိသားစုရဲ့ပထမသခင်မလေးဖန်ချင်းရွှေဖြစ်ပါတယ်။တာမန်လူတယောက်ဖြစ်တဲ့ဖမ်းအတွက်တော့ဒီခရီးဟာပထမဆုံးအကြိမ်အပြင်လောကကြီးကိုမြင်တွေ့ရတဲ့အတွေ့အကြုံတစ်ခုဖြစ်နေခဲ့ပါတယ်။这数千里的行程，要不是大小姐顾及。ရွေးရကိုင်းအတွက်တာမန်လူတွေအလွယ်တကူဝင်ရောက်လို့မရတဲ့ဝိစာကိုင်းကြီးတစ်ခုဖြစ်ပြီးဒီကိုရောက်လာနိုင်တာတော့ကံကောင်းမှုတစ်ခုလို့သတ်မှတ်ခံထားရတဲ့နေရာပါဒီနေရာဟာနန်းတော်ရဲ့အာဏာရှိသူတွေတောင်အလွယ်တကူမဝင်နိုင်တဲ့ဝိစာတားမြစ်နယ်မြေဖြစ်ပြီးဒီကိုင်းနဲ့ဝင်ရောက်နိုင်ခဲ့တဲ့အပြင်တပည့်တယောက်တောင်မင်းသားတွေမျိုးစားတွေနဲ့ရှင်နိုင်တဲ့အဆင့်ထိရောက်နိုင်တဲ့နေရာဖြစ်ပါတယ်ဒါကြောင့်ဖမ်းမိသားစုဝင်တွေကိုတောင်ပေါ်တက်တဲ့အချိန်အထူးသတိထားဖို့တင်းတင်းကြပ်ကြပ်အမိန့်ပေးထားခဲ့ပါတယ်။ဒီအချိန်မှာပဲဖမ်းဟန်ကလေထဲမျောနေတဲ့တောင်တွေကိုကိုယ်တိုင်မြင်လိုက်ရပြီးဝိစာလန်းစင်ဟာပုံမြင်မဟုတ်ပဲတကယ်ရှိနေကြောင်းကိုနားလည်လာခဲ့ပါတယ်။သူအရင်ထင်ထားတဲ့ဧကရေစစ်သူကြီးတွေထက်တောင်ဝိစာကိုင်းတွေကပုံမူအစင်းမြင့်နေကြောင်းဒီနေ့မှပဲသိမြင်လာခဲ့တာပါ။ဒါပေမဲ့သူတို့ခရီးဆက်နေတဲ့အချိန်မထင်မှတ်ထားတဲ့အန္တရာယ်တစ်ခုရုတ်တရက်ပေါ်လာခဲ့ပါတယ်။ဂျိုးကြာစီးလာတဲ့လူအချို့ကဖမ်းမိသားစုအပေါ်မှာမောက်မာစွာပြန်ဝဲနေခဲ့ပြီးလူတွေပေါ်ကိုဆင်းသက်ခဲ့ကအချိန်အနေကိုတင်းမာသွားစေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဖမ်းဟန်ထိန်ချောင်းထားတဲ့မြင်းကကြောက်လန့်ပြီးရုတ်တရက်ထိမ့်မရဖြစ်သွားခဲ့ပါတယ်။ဒါကိုအမြင်ကျင်တယ်လို့ဖြစ်နေတဲ့ဂျိုးကြာစီးလာတဲ့လူကဖမ်းဟန်ကိုမောက်မာစွာလက်လွန်ပြီးတောင်အောက်ကိုရိုက်ချလိုက်ပါတယ်။ဖမ်းဟန်ဟာတည်ဆုံးဖို့နီးစပ်သွားခဲ့ပေမဲ့ကံကောင်းစွာနဲ့တောင်ဆွဲမှာပေါက်နေတဲ့တစ်ပင်ကိုကင်မိခဲ့ပြီးအသက်ရှင်လျက်အပေါ်ကိုပြန်တက်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီအဖြစ်အပျက်ကြောင့်ဂျိုးချစီးလာတဲ့လူနဲ့တိုက်ခိုက်မှုတစ်ခုမလွဲမရှောင်သာဖြစ်ပွားလာခဲ့ပြီးဖမ်းဟန်အနေနဲ့အင်အားမလုံလောက်သေးတဲ့အတွက်ရှောင်တင်းရင်အသက်ရှင်မှုသာကြိုးစားနေရတဲ့အခြေအနေကိုရောက်သွားခဲ့ပါတယ်။ဒီအချိန်မှာပဲမြင်းထဲထဲမှာဖန်ချင်းရွှေကဝင်ရောက်ဟန်တာခဲ့ပြီးဖမ်းဟန်ကိုတိုက်ခိုက်လိုက်တဲ့လူကိုဂျိုးကြဘောကနေပြုတ်ကျအောင်ပြန်လဲတိုက်ခိုက်လိုက်ပါတယ်။ထို့နောက်သူမကဂျိုးကြစီးလာတဲ့လူတွေဟာရွေးရကိုင်းရဲ့ဧည့်သည်တွေကိုကြိုဆိုတဲ့နီးလန်းတွေကမှားယွင်းပြီးစီးကန်းနဲ့မကိုက်ညီတဲ့အပြုအမူတွေကိုပြုလုပ်နေတာကိုပြည့်ပြည့်သားသားထောက်ပြလာခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှလူတွေကဖန်ချင်းရွှေရဲ့အဆင့်တက်ထားတဲ့အနေအထားကိုတည်ထားကြပြီးသားဖြစ်ပေမဲ့ကိုဂိုင်အတွင်းအဆင့်ရှိသူတွေလို့သဘောထားကမောက်မာစွာပြန်လည်တုံ့ပြန်ခဲ့ကြပါတယ်။သူတို့ရဲ့စကားနဲ့အပြုအမူတွေကအချိန်တွေကိုပိုပြီးတင်းမာသွားစေခဲ့ပြီးစကားနဲ့ဖြည့်ရှင်းလို့မရတော့တဲ့အနေအထားကိုရောက်ရှိသွားခဲ့ပါတယ်။ဖန်ချင်းရွှေနဲ့ဂျိုးစာစီးလာတဲ့လူတွေကြားမှာစကားအတင်ကြစတိုက်ဖြစ်ပွားနေရကအချိန်တွေကပိုပြီးမဟန်တော့တဲ့အနေအထားကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီနောက်တစ်ဖက်မှလူတွေကအစောပိုင်းမှာပြောထားတဲ့ဧည့်သည်ကြိုဆိုမှုကိုမလိုလားတော့သလိုပြုမှုလာပြီးဖန်ချင်းရွှေကိုကိုယ်တိုင်လူခေါ်ယူကတောင်ပေါ်ကိုတက်ဖို့သာပြောလိုက်ပါတယ်။ပြောပြီးချင်းပဲသူတို့ဘက်ကအနောက်ပြန်လဲထွက်သွားဖို့လှုပ်လာခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဖန်ချင်းရွှေကသူတို့ကိုရုတ်တရက်တားဆီးလိုက်ပြီးဒီလိုပဲပြန်သွားချင်နေကြတာလားဆိုတဲ့မေးခွန်းနဲ့အတူအချိန်တွေကိုထပ်မံတင်းမာစေခဲ့ပါတယ်။တစ်ဖက်မှလူတွေကတေမျိုးလူသားနဲ့တေမျိုးမြင့်ကြောင့်ရော်ကြီးတောင်းဆိုချင်နေတာလားဆိုတဲ့စကားပြောလာခဲ့ရာဖန်ချင်းရွှေအတွက်လုံးဝမခံနိုင်အောင်ဖြစ်လာခဲ့ပါတယ်။ဖမ်းဟန်နဲ့ညင်ဟာဘလို့ပဲဖြစ်ဖြစ်သူမရဲ့ပစ္စည်းများဖြစ်နေခြင်းကြောင့်ဒီလိုစကားပြောလာတာဟာသူမကိုဓာတ်ရိုက်စိတ်ခေါ်လိုက်ရင်းနဲ့မချားနာတော့ပါဘူး။အဲဒီကြောင့်ဖန်ချင်းရွှေကအလွန်ပြတ်သားတဲ့စကားတစ်ခုနဲ့အတူသူမ၏ခရမ်းရောင်လျှက်စစ်မော်တာကိုချက်ချင်းထုတ်ယူလိုက်ပါတယ်။ထိုအချိန်မှာပဲပေါ်ထွက်လာတဲ့အရှိန်အဝါကဖမ်းဟန်အတွက်ပါအသက်ရှူမရလောက်အောင်ကြောက်ဖို့ကောင်းတဲ့အရှိန်အဝါဖြစ်နေခဲ့ပါတယ်။ဖန်ချင်းရွှေရဲ့မော်တာတစ်ချက်ကြောင့်တစ်ဖက်အဖွဲ့ထဲမှလူတအူ၏အသက်ကိုချက်ချင်းနှုတ်ယူလိုက်နိုင်ခဲ့ပြီးအခြေအနေရာစကားအဆင့်ကနေအသက်အန္တရာယ်အဆင့်အထိလုံးဝပြောင်းလဲသွားခဲ့ပါတယ်။
ဒီလိုဖြစ်လာတဲ့အခါတစ်ဖက်အဖွဲ့ကလူတွေဟာလူတက်မှုဖြစ်ပွားသွားပြီဆိုပြီးဂိုင်းစည်းကဲနဲ့မညီကြောင်ချက်ချင်းထောက်ပြလာခဲ့ကြပါတယ်သူတို့ကဒီကိစ္စကိုဆရာတို့အကူချင်းနဲ့အကြီးကဲထန်ရှင်းစီဘလို့ဖြည့်ချင်းချက်ပေးမလဲဆိုပြီးမေးမြန်းလာခဲ့ပါတယ်သူမရဲ့တပည့်ရင်းဖြစ်လာတာဟာဂိုင်းကျုပ်ကိုယ်တိုင်တတ်မှတ်ထားတာဖြစ်ပြီးတက်ဖြတ်နိုင်တဲ့လုံပိုင်ပွင့်ပါရရှိထားတာဖြစ်ပါတယ်သူမရဲ့အခွင့်အာဏာကိုစော်ကားခြင်းဟာလက်ရင်းတပည့်တစ်ယောက်ရဲ့အရှိန်အဝါကိုတိုက်ရိုက်ဖိနှင်းလိုက်တာနဲ့တူပါတယ်မင်းတို့ရဲ့အသက်ကိုမနှုတ်ယူဘူးဆိုရင်လက်ရင်းတပည့်ဆိုတဲ့အရှိန်အဝါကိုဘယ်မှာတွားထားရမလဲအဲ့ဒီလိုပြောဆိုလိုက်ပြီးဖန်ဆင်းရွှေဟာသူမရဲ့မှော်သားနဲ့ထပ်တိုက်ခိုက်လိုက်ပါတယ်ဒီတစ်ချိန်တိုက်ခိုက်မှုကပထမထက်ပုံမပြင်းထန်ခဲ့ပြီးတစ်ဖက်အဖွဲ့ကလူ2ယောက်3ယောက်ရဲ့အသက်ကိုတိုက်ရိုက်နှုတ်ယူသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ဓာအရှိန်ကိုအစိမ်းရောင်စွမ်းရင်တစ်ခုကရုတ်တရက်တားဆီးလိုက်ပါတယ်စွမ်းရင်နဲ့အတူသူတို့ရဲ့ဆရာဖြစ်သူဖန်ချင်းရွှေရဲ့ဆရာတူအကူချင်းဟာတိုက်ခိုက်ကွင်းအလဲကိုကိုယ်တိုင်ရောက်လာခဲ့ပါတယ်တပည့်တွေရဲ့ပြောပြချက်အရဖမ်းဟန်လူကျွန်တယောက်အတွက်သူတို့ဘက်ကလူ3-4ယောက်ရဲ့အသက်ကိုနှုတ်ယူလိုက်တာဟာအလွန်အမင်းလွန်ကဲသွားပြီဆိုကသူကညီမဖမ်းလို့ခေါ်လိုက်ပြီးကိစ္စရှိရင်ကောင်းကောင်းဆွေးနွေးလို့ရသေးတယ်။ဘာကြောင့်ဒီလိုတက်ဖြတ်ရတယ်လဲလို့မေးလိုက်ပါတယ်။ဖန်ချင်းရွှေကတော့ကျင်းထိုင်လို့သာအေးအေးဆေးဆေးပြန်ခေါ်လိုက်ပြီးသူမသာတကယ်အသက်နှုတ်ယူခြင်းရင်သူ့ရဲ့မိတောက်ကြည်ကြံမှု9ပါးအလင်းကတားနိုင်ပါမလားလို့ပြန်လဲစိန်ခေါ်လိုက်ပါတယ်။အဲ့ဒီစကားနဲ့အတူသူမရဲ့တိုက်ခိုက်မှုဟာရခင်ထက်ပိုမိုပြင်းထန်လာခဲ့ပြီးကျင်းထိုင်ကလက်နက်နဲ့ကာကွယ်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ကျသွားခဲ့ပါတယ်။ကြန့်ရှိနေသေးတဲ့တပည့်တွေဟာဒီတိုက်ခိုက်မှုအောက်မှာအသက်ဆုံးရှုံးသွားခဲ့ပြီးကျင်းထိုင်ကိုယ်တိုင်မှာသွေးရံတဲ့အထိပြင်းထန်စွာတန်ရရသွားခဲ့ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဖန်မိသားစုဝင်တွေနဲ့ဖန်ဟန်အတွက်တော့ပါဇက်ဟောင်းလောင်းဖြစ်စေခဲ့ပြီးဆရာဖြစ်သူပိုင်းဟန်ချမ်းမာခဲ့တဲ့ဖန်ချင်းရွှေရဲ့အသက်ကိုနှုတ်ယူမယ်ဆိုတဲ့ကတိကဘလောက်မလွယ်ကူဘူးဆိုတာကိုပို့ပြီးသဘောပေါက်လာစေခဲ့ပါတယ်။ဖန်ချင်းရွှေကဒီကိစ္စကိုမကျေနပ်သေးရင်ယူဟတောင်ရဲ့ကောင်းကင်စီရင်ရေးစင်မှာအချိန်မရွေးစောင့်နေမယ်လို့ပြောလိုက်ပါတယ်။ကောင်းကင်စီရင်ရေးစင်ဟာလေရင်တပည့်တွေဤတည်ရေးရှင်ရေးကိုဆုံးဖြတ်တဲ့နေရာဖြစ်တာကြောင့်နတ်တကူအဆင့်နှစ်သာရှိသေးတဲ့ကျင်းထိုင်ဟာစကားနဲ့လည်းမရှင်နိုင်တိုင်းနဲ့လည်းမရှင်နိုင်ပဲဒီကိစ္စကိုထန်ရှင်းအကြီးကဲအထံတင်ပြမယ်လို့သာပြောပြီးနောက်ပြန်ဆုတ်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့မျက်လုံးအောက်မှာတော့ဖန်ချင်းရွှေအပေါ်မကျေနပ်မှုတွေတိတ်တိတ်ကလေးစုပုံနေခဲ့ပြီးတနေ့နေ့သူမကိုထိန်းချုပ်နိုင်မယ်လို့စိတ်ထဲမှာယုံကြည်နေခဲ့ပါတယ်။ထိုအဖြစ်ပြက်အားလုံးကိုအဝေးတနေရာကနေစောင့်ကြည့်နေတဲ့လူတစ်ယောက်လည်းရှိနေခဲ့ပါတယ်။အချိန်တွေဟာနောက်ဆုံးမှာတော့ယာယီအားဖြင့်ပြန်လဲငြိမ်သက်သွားခဲ့ပါတယ်။ဖန်ချင်းရွှေကဖန်မိသားစုဝင်တွေကျုံတွေကိုတစ်ချက်သာကြည့်လိုက်ပြီးနှိပ်ကြတဲ့လူတွေကြောင့်သူမရဲ့ပျော်ရွှင်နေတဲ့စိတ်အခြေအနေဟာလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ဒါကြောင့်သူမရဲ့လူအားလုံးကိုခရမ်းမိုးကျိုးတောင်ထိပ်စီမခေါ်သွားတော့ပဲကိုယ်တိုင်တကားပိတ်ကြည့်ကြံဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမကဖိုင်တော်ထင်းကိုခေါ်ပြီးခရမ်းမိုးကျိုးတောင်ထိပ်နဲ့ပတ်သက်တဲ့ကိစ္စအားလုံးကိုကြီးကြပ်စီမံခန့်ခွဲဖို့အမိန့်ပေးခဲ့ပြီးနေသူမဆိုလာနောက်ရှက်ပါကသူမနာမည်ကိုသာပြောလိုက်ဖို့ပြက်ပြက်သားသားညွှန်ကြားလာခဲ့ပါတယ်။ထို့နောက်ဖန်ဟန်ကိုအသက်ဆွန့်ပြီးမြင်းကိုကဲခဲ့တဲ့စိတ်သက်အတွက်ချီးမွမ်းကဝိညာဉ်သားရဲ့အရာရှိအဖြစ်တရားဝင်ခန့်အပ်လိုက်ပါတယ်။ဒါအပြင်ဝိစာကြိုးကြများကိုအမိတ်ပေးစေနိုင်တဲ့ဝိညာဉ်သားရဲ့တစိပ်ပြားကိုပေးပြီးဝိညာဉ်သားရဲ့မြေသို့တွားရောက်လေ့ကျင့်ခိုင်းလိုက်ပါတယ်။ဖန်ချင်းရွှေကစီကံအချို့ကိုတိတိကျကျချမှတ်ပေးပြီးကိုယ်အလုပ်ကိုလုပ်ကြဖို့ပြောကအေးဆက်စွာထွက်ခွာသွားခဲ့ပါတယ်။ဖန်ဟန်ကလက်ထဲကဝိညာဉ်သားရဲ့တစိပ်ပြားကိုအကြာကြီးစိုက်ကြည့်နေခဲ့ပြီးတနေ့မိုးပေါ်ကိုဂျိုးချစီးပြီးပြန်တန်းနိုင်မယ်ဆိုတဲ့အိမ်မက်ကိုတိတ်တိတ်လေးစိတ်ထဲမှာပေါက်ဖွားနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတစိပ်ပြားနဲ့အတူမနာလိုမှုတွေအာနာလိုချင်မှုတွေကိုပါသူ့စီဆွဲခေါ်လာနေခဲ့ပါတယ်။ဖန်တော်တင်ဖမ်းလက်အပွားဝင်ဖမ်းမိသားစုဝင်အများစုဟာရင်းစာကျူးတဲ့အစီကံတယောက်ကအချိန်နှဲငယ်အတွင်းဝိညာဉ်သားရဲ့အရာရှိအဖြစ်တက်လန်းသွားတာကိုလုံးဝမလိုလားကြပါဘူး။ဖမ်းလက်ကသူ့ရဲ့အာဏာကိုအသုံးချပြီးဝိညာဉ်သားရဲ့တစိပ်ပြားကို
ပြန်အပ်ခိုင်းဖို့ဖမ်းဟန်ကိုဖိအားပေးလာခဲ့ပြီးဖမ်းမိသားစုဝင်အများစုပါအတူတကွဖိအားပေးလာကြသဖြင့်ဖမ်းဟန်ဟာအလွန်အမင်းအခက်အခဲကြုံနေခဲ့ရပါတယ်တခြားတစ်ဖက်မှာတော့ဒဏ်ရာများစွာနဲ့အတူကျင်းထိုင်ဟာမတ်ဆောက်တဲ့လှေကားတွေကိုခက်ခက်ခက်ခဲတက်နေခဲ့ပါတယ်သူဒီလိုလာရောက်ခဲ့ရတဲ့အကြောင်းရင်းကဖန်ရှင်းရွှေကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့အတွင်းတစ်ပက်၈ယောက်အတွက်တရားမျှတမှုကိုအကြီးအကဲထန်ရှင်းတန်လာရောက်တောင်းဆိုဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အကြီးအကဲထန်ရှင်းကသူလာတဲ့အကြောင်းရင်းကိုသိနေခဲ့ပြီးအတန်တစ်ခုတည်းနဲ့သာဒီကိစ္စကလူဆိုးကအရင်လာတိုင်လာပဲလို့ပြောကချင်းတိုင်ကိုလှေကားပေါ်မှာလိမ့်ကျသွားအောင်အပြစ်ပေးလိုက်ပါတယ်။ဒီအဖြစ်အပျက်ကြောင့်ချင်းတိုင်ရဲ့စိတ်ထဲမှာဖန်ရှင်းရွှေအပေါ်မုန်းတီးမှုနဲ့တက်လို့တဲ့စိတ်တွေပိုပြီးကြီးထွားလာခဲ့ပြီးဒီတစ်ခေါက်ဖြစ်ပျက်ခဲ့တဲ့အရာတွေထဲမှာဆရာလူအကိုကြီးဟွာထန်လူပါဝင်နေတယ်လို့ယုံကြည်လာခဲ့ပါတယ်။အချိန်တွေကတော့မကြခင်ထပ်မံပေါက်ကွဲလာမဲ့မုံတန်းကြီးတစ်ခုလိုကြိုတင်အညွှန်းပြနေတယ်လို့တဖြည်းဖြည်းတင်းမာလာနေခဲ့ပါတယ်